ဟောโอ้ဟာညောင်နေပါလား follow me အဲ့ကင်မရာငါတခါညောင်လိုက်တယ်သူကလည်းခေါင်းငိမ့်နေမဲသားအော်မပရင်ပေါက်တရှိရှိโอ้ဘယ်နေရာကိုရောက်လာလဲရွံအားရဒီကောင်ဒါတည်းလှုပ်ရှားတော့ပဲပိုင်းလေးဖြစ်သွားပြီနိုင်ရဟောက်ကပစ္စည်းတစ်ခုတွေဒါလောက်ရမယ်လေဒီတိုင်းဝင်တိုးရင်တော့မရလားဒီမှာဝိုင်းကိုက်ချီလာခဲ့လိုက်စောင်းမိုက်တယ်ဇာတ်ကြီးငါ့ရကြောင်နေတော့အဲ့လိုကိုက်တယ်တခါမတွေ့ဘူးအဲ့ကောင်လေးကောင်လေးကဘာကိုက်မယ်ပကြွန်ကြောက်ပေါ့ဟလားပကြွန်ကြောက်ပဲကြိုက်ညောင်ညံကောင်းလိုက်ပြီဟောဒါပါလေတွန်းချပါလားဒါပဲလေကြောက်ဆိုအဲ့လိုပဲအပေါ်မှာတင်တာတွေ့အဲ့လိုတွန်းချလိုက်ရမှကြည်နေတာဘာညာမို့အဲ့သူတို့လှုပ်လိုက်ရင်ကြည်နေတယ်လို့ဘာမှတော့သူတို့တော့မဟုတ်ရေးတော့မကြည့်ဘူးဒါတွန်းချတာတမင်ရော့ကုန်ရှင်းလိုက်တယ်follow me အောက်ပါလေပြကြောက်တကောင်လို့စော့ရမယ်ဘာမဟုတ်တော့တွေ့သမျှအကုန်လိုက်တွန်းချတာအော်အားရဟုတ်သွားပြီကွာငါတကယ်ဟုတ်သွားခဲ့ပြီရှာတွေ့သွားခဲ့ပြီတွန်းချတဲ့စကီးမှာငါလမ်းတွေ့သွားဟုတ်ပြီအော်စီးရီအားရချီရထင်ကုန်ပြီနိုင်လေနဲလှုပ်လိုက်အောင်ပဲနဲဖြက်စီးလိုက်အောင်ပဲခဏလေးဒါမျိုးလေးအမြဲလှုပ်ပြီးရအဲ့မကြောက်ပြီးသားခြေတော့တုတ်လိုက်တာပေါ့ကွာဒီဘက်နဲ့ကြံနေတယ်မကောင်းအကောင်းကြံခဲ့မှာနှမျိုးစရာအားရဒီအိယာပေါ်တက်လို့ရဒါပါလဲကွာဒါတိတ်တော့အရေးမကြီးဘူးဟူးမန်းနေနေရတာမသိဒီဘောပစ္စည်းရဘာဖြစ်လဲသွားဘာညာမဟုတ်တော့အကုန်လိုက်တိုက်ကြလိုက်တာလာပြီးတော့စီစဉ်ကြရလာအားရရေငတ်တာတော်ပဲလေရေတောက်လိုက်အောင်ဦးစီကြီးတို့ကြိုက်ခဏရေလဲဝါပါလေဒီဘောတက်လို့ရသေးလားဒီဘောဟာတယ်ပြစ်ချခြင်းလို့ဒီကောင်နေအုံနောက်စားတဲ့အပိုင်းလေးနောက်ပိုင်းကျရင်တော့ပါလာပါပြီဟုတ်လားတော့ပတ်စယ်တွေများပြီပြောဒါဘာဟုတ်တာအဲ့လေတက်လီကားတက်ဟာပြောစင်ပြေဘောဒီကဘာလို့ဟဲ့ရှက်ပါကြွက်နေလားနီလေးရလေဟောအဲ့ဒီပေးတိုင်းလားမသိဟောတော့မပေးတော့ထွက်ပြေးသွားကြောက်သွားဒီလိုမျိုးပဲသွားဘာမို့ကုန်လိုက်တိုက်ချတာဒီမျိုးကဘာကြီးလဲကွာရှက်ဘာကြီးလဲဟဲ့လောက်ဘာကြီးလဲဒါကြီးစိတ်ရုပ်ကြီးအော်တေးဝိုင်းကြောက်ဖမ်းလို့မရသေးဘူးခဏလေးအခုလောဆယ်ကြောက်စိုးလေးကအခုလန့်သွားခဏစေးရုပ်ကနိုးထားလာတော့ဒီမျိုးကဘာမှမရှိတော့ဘူးလားဘယ်လိုကြီးလဲမသိနော် Dead City ဆိုတဲ့အတိုင်းပဲ
အော်အများကြီးပဲဟိုးဟဲ့ကြွက်နေအများကြီးပဲဒီကောင်နေအင်အားတောင်းသွားပြီယော S တိုင်းပဲ S တိုင်းပဲကြောင်နေ S တိုင်းပဲသူတို့ဟိုဖြစ်အဲ့တိုင်းပဲလို့တာပြေးရပြီကြောင်ပြေးနေရပြီဟိုကြောင်ပြန်ပြေးနေရပြီကြွက်စရုပ်တွေလိုက်လို့ပြေးနေညဘာတွေလဲကွာဒီကောင်တွေကကြွက်တယ်လည်းမတူမင်းမေလေးဘာတွေလဲဟာယာယောကတ်တယ်ဟာဒီကောင်တွေကကြွက်ဖို့ကတ်ပါကောင်တွေကွာယောသွေးဆုပ်တာသာဟာညောင်ပြေးနေရပြီတော်တော်များတာပဲခေါင်းလေးတယောက်တော့ဒီကောင်လေးရှော့တယ်ကွာအရင်များတော့ကောင်လေး live fight ဟာလုံးတဲ့ပေါင်းမိမေလေးတွေအများကြီးကတ်လာယွန်စရာကြီးကွာဟာရဟေးဟာမေးမေးတွေဘာကောင်တွေမသိဘူးဟာဒီပေါ်တက်တယ်အော်တော်သေးအောင်လွတ်သွားပြီ